ချက်ဖတ်စစ်တပ်ကသူတို့ရဲ့မြကြီးနားလီဒါစကန်ဌာနချုပ်တိုက်ခိုက်ခံရမှုကိုလက်တုပ်ပြန်တဲ့အနေနဲ့ KIO ဌာနချုပ်လိုက်စားကိုအသေးခံ drone နဲ့လေကြောင်းတိုက်ခိုက်မှုလှုပ်ဆောင်လာတယ်လို့ KIA စီးရီးသတင်းရင်းမြစ်ကရန်ကုန်ခေတ်တစ်ကိုထပ်မံပြောဆိုထားပါတယ်ဖြစ်စဉ်ကတော့ဒီကနေ့ဒီဇင်ဘာလ25ရက်နေ့မနက်ပိုင်းမှာပဲ KIA တပ်ကအချက်ဖတ်စစ်တပ်ရဲ့မြကြီးနားလီဒါစကန်ဌာနချုပ်ကိုပြစ်ခတ်တိုက်ခိုက်မှုတွေလုပ်ခဲ့ရမှာစစ်တပ်ဘက်ကရဟတ်ရင်တစည်းနဲ့တိုက်လေရင်တစည်းထိမှန်ပျက်စီးမှုတွေရှိထားပြီးတဲ့နောက်အချက်ဖတ်စစ်တပ်ကလက်တုံပြန်တဲ့အနေနဲ့နေ့လယ်ပိုင်းအရောက်မှာ KIO ဌာနချုပ်ရှိရာလိုက်စားကိုအသေးခံ drone နဲ့လေကြောင်းတိုက်ခိုက်မှုပြန်လည်လှုပ်ဆောင်လာတယ်ဆိုပါတယ်လက်ရှိမှာတော့အချက်ဖတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်နေအိမ်တစ်လုံးပျက်စီးထားပြီးလူထိခိုက်မှုမရှိထားတဲ့အကြောင်းကိုကနဦးသိထားရတယ်လို့ KIA စီးရီးသတင်းရင်းမြစ်ကပြောထားပါတယ်ဒါနဲ့ပတ်သက်ပြီး KIA ဘက်ကအချက်ဖတ်စစ်တပ်ရဲ့မြကြီးနားလီဒါစကန်ဌာနချုပ်ကိုတိုက်ခိုက်မှုမှာစစ်တပ်ဘက်ကရဟတ်ရင်နဲ့တိုက်လေရင်ထိမှန်ပျက်စီးထားမှုဟာအခုလိုအချက်ဖတ်စစ်တပ်ရဲ့လိုက်စားကိုချက်ချင်းဆိုသလိုလေကြောင်းတိုက်ခိုက်မှုပြန်လည်လှုပ်ဆောင်ချက်အရာသူတို့စစ်တပ်ဘက်ကတော်တော်ကိုထိခိုက်ပျက်စီးမှုရှိထားတဲ့သဘောဖြစ်တယ်လို့လေဒေတာတွင်းသတင်းရင်းမြစ်ကသုံးသပ်ပြောဆိုထားပါသေးတယ်ခင်ဗျ